Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အကလုံးမြွန်ရဲ့ပြိုင်ကားလေးရောက်ရှိလာပြီပေါ့နော်ဒီပြိုင်ကားလေးကိုအရင်ဆုံးဖောက်ပုံဖောက်နည်းလေးကိုပြောပြပေးမယ်ပြီးလို့ရှိရင် UC ဘယ်လောက်ကုန်မလဲအခုဒီနေ့လာတဲ့ကားပေါ့ဒီကားဒါကတော့တကက်တန်เนาะဒီငွေရောင်လေးကတော့2ယောက်စီကားအဲ့တော့ဒီမှာ level 1 2 3 4 5 6 7 8ရှိပါတယ် level 7 ထိကိုရအောင်ဖောက်ရင်တော့တကတ်တန်ကားတစ်စီးရပြီးတော့ level 8 ထိဆိုရင်တော့တကတ်တန်2စီးယူလို့ရတဲ့ကားကတ်2ခုရပါတယ်3ကတ်ဖောက်မဲ့သူတွေကတော့ပထမဦးဆုံး level 8 ထိပေါင်းဖောက်ပြီးတော့2စီးယူလိုက်ပေါ့နော်ပြီးရင်နောက်ထပ် level 7 ထိကိုတစ်ဆင့်အဲ့ဒါဆိုလို့ရှိရင်တကတ်ရမယ်ဘောင်း3ကတ်ရပါမယ်သူကလေအဆင့်နေကြော်တက်တယ်ပေါ့နော်ဒီကြားထဲမှာ level 1 2 3 4 5 6ကြာခဲ့ရင် collect မယူမိပါစေနဲ့ level 7 level 8 ထိကိုတန်းပြီးတော့ဆက်တိုက်ဖောက်သွားပါပေါ့နော် level 7 မှာတော့တစ်ချိန် fail လို့ရှိရင်9200ရှိတဲ့အတွက် level 7 မှာ collect ယူပြီးတော့တစ်ကနေပြန်ဖောက်မလားဒါမှမဟုတ် level 7 ကနေ8ကိုတစ်ချိန်9200နဲ့3ချိန် cancel မလားပေါ့နော်ကံမကောင်းရင်တော့3ချိန်မှ level 8ကိုရောက်တာဒီမှာပါဒါကတော့3ကတ်တန်ကားပါဒီလိမ်မော်ရောင်လို့လိမ်မော်ရောင်မိတ်ကက်ရောင်မကြပါတော့23ဆိုတဲ့ဟာလေးကတကယ်ပြိုင်ကားပုံစံနဲ့2ယောက်စီး3ကတ်တန်ဖြစ်ပါတယ်ကြည့်ကြည့်ပါဒါကတော့တကတ်တန်ပါဒါကတော့တကတ်တန်2ယောက်စီးကားပါပဲဒါမှဒီတစ်ခါတော့တိတ်မလောက်ဘူးလို့ခံစားရတယ်ပေါ့နော်ကားလေးကအယောင်လေးတွေကကိုကမကြိုက်တဲ့အကြောင်းဖြစ်နေလားဒါကလည်း3ကတ်တန်ဒါက4ယောက်စီကားပေါ့နော်ဒါကတော့အစိမ်းအပြားနဲ့စိမ်းကတော့လုံးဝပယ်တဲ့ထဲပါပါတယ်လုံးဝမကြိုက်ပါဘူးဒီကားလည်းမကြိုက်ပါဘူးဒီကားလည်းပြောမယ်ဆို3ကတ်တန်ဒီကားက3ကတ်ကပြီးရင်နောက်တစ်ခုအနီရောင်အဲ့ဒါတော့တစ်ခက်ပေါ့နော်အဲ့နှစ်ခုလည်းမာကြီးမဖောက်ဘူးမရောင်းပါဘူးပေါ့နော်စောနာ2စီအခု2စီလုံးဝမရောင်းပါဘူးဒီကားလေးကတော့အရန်ကြိုက်ပါတယ်ဒါပေမဲ့ကိုဖောက်လိုက်ပြီဆိုလို့ရှိရင်ဝယ်တဲ့သူတွေကိုရောင်းလို့မရမှာဆိုလို့ပေါ့နော်ဝယ်ထားမယ်ပတ်စံပေးထားတဲ့သူတွေကိုမရောင်းလို့မရတော့ဘူးပေါ့နော်ဒီ3ကတ်ကားဆိုရင်ဝယ်တဲ့သူတွေလည်း3ကတ်ရောင်းမှရမှာလीအခါကျတော့မာကြီးကအရင်ဒီကားလေးကိုကြိုက်ပြီးမဲ့ဘယ်လိုခေါ်မလဲမယူဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီကားနဲ့စင်တူအောက်မှာပေါ့နော် Ruby Star အယောင်လေးပေါ့နော်ပြမယ်နော်အဲ့အယောင်လေးကိုတော့ဖောက်ဖို့စဉ်းစားထားပါတယ်ဒီဟာလေးကတော့3ကတ်ကားဆိုတော့တော်တော်လေးတော့ကြိုက်တယ်ကွာကို့မှလည်းမရှိဘူးဆိုတော့လိုချင်တယ်ဒါမဲ့3ကတ်ကားယူလိုက်လို့ရှိရင်တကက်တန်ကားကြီးရောင်းလို့မရတော့ဘူးပေါ့နော်ရောင်းချင်တကက်တန်ကားတစ်စီးထပ်ယူရမယ်အဲ့လိုမျိုးဆိုတော့အဆင်မပြေပါဘူးပတ်စံနေအရန်ကုန်ပါတယ်ဒီကားလေးပါဒီကားလေးပဲယူဖို့ပုံများပါတယ်အဲ့တော့မိုင်းဖောက်မယ်ဆိုဒီကားလေးဖောက်မှဖြစ်တဲ့အတွက်ကိုရှိမှာပတ်စံပေးထားတဲ့သူတွေကဒီကားကိုကြိုက်ကြလားဆိုတာကိုမိုင်းကိုလာပြောပါအဲ့လိုလဲဆိုတော့သူတို့တွေကပတ်စံပေးပြီးတော့ယူမဲ့ကားကိုပေါ့နော်သူတို့နဲ့လည်းတိုင်ပင်ရအောင်မယ်လေတော့ကြကိုကြိုက်တဲ့ကားယူပြီးသူတို့ကြိုက်တဲ့ကားမပေးရင်လည်းမကောင်းငွေတွေကချီထားပြီးပြီဆိုတော့ကိုကတော့ဒီကားလေးအရင်ကြိုက်ပါလေအဲ့တော့ကားဘယ်ကားယူမှလဲလာပြောကြနော်